ဒီဘုံကိုလေဒီမီတော့ကောင်းတော့ခုနဲ့မီတော့မထုဆင်ထားတယ်ဗောနော်ဒီတော်လေးကဟုတ်ပြီမီတော့ကောင်းတော့ခုနဲ့မီဒီတစ်ခုဆင်ထားတယ်မီဒီတစ်ခုဆိုတာကဒီမှာလည်းတစ်ခုရှိလို့ပါနော်ဒီမှာကုန်းနေလို့ပါနော်အဲ့တော့သူ့ညာကဘုံလုံးဒါဒီမီးသွင်းဒါဒီမီးသွင်းတော့တရားဒါဒီလည်းမီးသွင်းတော့တရားဟုတ်ရောစနာရှိမှပြောခဲ့တယ်မီးသွင်းမှာဘယ်နှလုံးလောက်ဖြစ်တယ်မီးသွင်းမှာကျိုးဝင်နှစ်ဆရှိတော့နှစ်ဆရှိတယ်ဟုတ်ရောနှစ်ဆရှိရဆိုရင်အခုဒီမှာကမီးဘယ်နှဝင်တော့3ဝင်ဆိုတော့ကျိုးဝင်နှစ်ဆရှိမယ်6ဆရှိမယ်ဟုတ်6ဆရှိမယ်ကျိုး6ဆရှိရရှိတဲ့ကျိုးကိုဘယ်လိုပြောမလဲဆိုရင်ဥပမာကျိုး6တောင်ပြောတော့နော်မီးသွင်းနေနဲ့ပြောမယ်ဆိုရင်မီးဒီမှာနှစ်ဆရှိတယ်ဒါဒီဒူရွယ်နဲ့တွားပြီးတော့ချိတ်တယ်ဟုတ်ကဲ့နော်ဒါဒီတစ်ဝက်မီးဝင်မှာနှစ်ဆရှိတယ်ဒါဒီဒူရွယ်နဲ့တွားရချိတ်မယ်ဟုတ်ပြီနော်ဒါဒီနှစ်ပွက်နော်ဒီကောင်းတဲ့ဒီတိုင်းပဲနှစ်ဆမှာဒါဒီဒီစနဲ့တက်ရချိတ်တယ်ဟုတ်လား3ဝက်အဲ့တော့သူ့ရဲ့ချိတ်မယ်နေဆိုရကျိုးသူ့ရဲ့ချိတ်မယ်နေဆိုရကျိုးဒီကောင်းရဲ့ချိတ်မယ်နေဆိုရကျိုး3ကျိုးကိုပေါင်းပြီးတော့ဘာလုပ်လိုက်တော့ဒီမှာချိထားတယ်အဲ့ဒါနေဆိုရဝင်ရမှာမလို့ဟုတ်တယ်နော်နေဆိုရဝင်ရမှာမလို့ချိပေးထားတယ်ဟုတ်ပြီအဲ့ဆိုရင်သူ့ဒီမှာတက်ကြသူ့ဒီမှာတက်စားသူ့ဒီမှာတက်ကျန်းနေတယ်အဲ့ဒီအတက်3စာဒီဒီမှာရှိပါတယ်ဟုတ်တယ်နော်ဒီမှာ3စာဟုတ်နော်ဒီ3စာဒီရတက်စားနဲ့ဒီတော့နေဆိုရနဲ့ပေါင်းမယ်ဆိုရင်ဒါဒီမီလီတစ်ဝက်ဟုတ်နော်ဒီရတက်စားနဲ့ဒီတက်စားနဲ့ဒီနေဆိုရနဲ့ပေါင်းမယ်ဆိုရင်မီလီတစ်ဝက်နော်ဒီတက်စားနဲ့ဒီတက်စားပေါင်းမယ်ဆိုရင်မီလီတစ်ဝက်အဲ့တော့တရားနဲ့စင်ဟာဖြစ်ပါတယ်ဟုတ်ရင်ဟုတ်ပြီနော်ကိုရီကနေဝင်းကိုစပြီးတော့စမ်းမယ်ဆိုရင်အခုစမ်းပါသည်1 guy ဖြန်းမှာဖြစ်ပါတယ်1 guy ဆိုရင်ဘာလုပ်မလဲမီတစ်ဝက်နဲ့ close ကိုတုံးမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ဒါဒီ1 guy ပါဟုတ်နော်ဒါဒီ1 guy close 1 guy close ဆိုတော့ဒီကောင်ကိုစမ်းပြမယ်ဟုတ်နော်အရင်ဆုံး1 guy close ကိုမစမ်းခင်မှာအရင်လေ့လာမယ်ကိုဝယ်ထားတဲ့ close မှာကို close မှာဘာလေးပါလဲဆိုတော့ချက်ကြည့်မယ်ဟုတ်နော်အဲ့ဒါဆိုရင်ဒီမှာကြည့်မယ်နောက်မှာနှစ်ပေါက်ပါပါတယ်မပေါက်ပါလေဆိုရင်ဘာလုပ်မလဲဖုန်းကပုံဝင်ကြလို့ပဲအပေါ်ကိုအဝင်နေနဲ့တုံးမယ်ဘယ်ကလေးကိုဝင်နော်အပေါ်ကိုအဝင်နေနဲ့တုံးမယ်အောက်ကိုအထွက်နေနဲ့တုံးမှာဖြစ်ပါတယ်အဝင်ဒီဘာဝင်မလဲဆိုရင်ပါဝါဆုဖြစ်တယ်ဆိုင်းကိုဝင်မှာဖြစ်ပါတယ်အထွက်ဒီဘာကိုဝင်မလဲဆိုရင်မီးလုံးကသာတဲ့ခက်ကျိုးကိုဝင်မှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်တခြားလေးရှင်းပြမယ်ခုရှင်းပြနေတာဒီဘာမှမသိဘူးဆိုရင်အစိမ့်တက်တွေတော့မှနားလေအောင်လို့တခြားလေးအသေးသေးရှင်းပြနေတာဖြစ်ပါတယ်ပြောနေရအောင်နားလည်မယ်ထင်တယ်နော်ဟုတ်ပြီဒီ1 line ကိုရှင်းမယ်ဒီ1 line ဒီနှစ်ပေါက်ပါလားတူမလို့နှစ်ပေါက်သေးကိုပဲတုံးမယ်ခါပြီးတော့ဇက်တွေတက်စင်ရအောင်နော်ဆောင်းကပြောခဲ့တယ်နော်လူရွယ်ကိုဘာလို့မလဲလူရွယ်ကိုပေါင်းမှာဖြစ်ပါတယ်ပေါင်းမှာဆိုရင်ဒါဒီဆိုင်းတဲ့လူရွယ်ကျိုးဆိုရင်လူရွယ်လေးကိုပေါင်းလိုက်ပြီဟုတ်ပြီနော်လူရွယ်လေးကိုပေါင်းလိုက်ပြီးတော့ဒီမှာမီးလုံးလေးနဲ့ခံထားလိုက်မယ်ဒီတော့ရှင်ရဲ့ပုံမြင်ရအောင်လို့ပေါ့နော်ပုံမြင်ရအောင်လည်းနှိမ့်လိုက်ကနော်ဟုတ်ပြီလူရွယ်ကိုပေါင်းလိုက်ပြီမီးလုံးလေးနဲ့ခံလိုက်ပြီဒီတော့ရှင်ရဲ့လိုင်းနဲ့ဗာကြည့်မလဲဒီမီးလေးရဲ့ဒီဇိုင်းနဲ့ကြည့်မယ်ငါစပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီနှစ်စကြည့်မယ်နော်ဒီနှစ်ခုကြည့်မယ်ဒီနှစ်ခုဒီဘာလို့ဆိုလို့ရှိရင်မီးလုံးနဲ့စားနဲ့မီးလုံးရဲ့ခက်ကျိုးတွေစားနဲ့ဒီတော်နဲ့ဖြစ်ပါတယ်အဲ့ဒါဟုတ်ပြီပါဝါထိုးပြီးတော့ဖွင့်ရင်နောက်ပြီးသားဆိုတော့ရပါပြီဘယ်လိုရတယ်လို့မေးလို့ရှိရင်ဒီနှစ်ခုကိုထိတာနဲ့မီးလေးရလင်းပြီဘာလို့လဲဆိုတော့မီးလေးနှစ်စကိုထိုက်ဝင်နေတာမလို့ရှင်းတယ်နော်